ဒီနေ့ကတော့တမတော်တည်မှပြကြရဲ့ဖွဲ့ဖို့ကျို့စော်မဲလုံးကတော့ကျွန်တော်မင်းမြချက်မင်းကိုနေနဲ့ပါလို့ရှိပါတယ်ပေါ့နော်မင်းမြချက်တဲ့မင်းကိုပေါ့မှာကတော့ဖြစ်ပွားခဲ့တဲ့နေ့ရက်မှာလွန်ခဲ့တဲ့နေ့ရက်မှာဖြစ်ပွားခဲ့တဲ့ပဋိပက္ခတပ်ပွဲမှာကီပြည်နယ်တမချော့ဒေသခံမှာတမချော့ဒေသကီအမျိုးသားစီယို KNU ရဲ့ NCA မြို့တစ်ပေါ့နော်၄ကီကိုတပ်ပွဲမှာအဲ့ဒီမှာတွေ့ရတဲ့တည်င်းရောကြားရတဲ့တည်ရောတည်င်းစာတဲ့ထိုးပြီးရောဗီဒီယိုဖိုင်တွေက DP ပေါ်မှာတင်ထားခဲ့တော့တပ်ပွဲကြီးကျယ်နဲ့အဲ့ဒီမှာတမတော်ဘက်ကထိုးစစ်တာတော့အမြော့ကြီးလက်နဲ့ဘုံကျဲလီတို့ပြီးတော့တမတော်ဘက်ကဖရမနစ်ဖြစ်ပွားခဲ့တဲ့တပ်ပွဲ၄ကီကိုမှာအဲ့ဒီမှာရှစ်ဦးဖမ်းမိခဲ့တယ်လို့နေရောက်မှာတွေးထဲမှာနေရောက် BGN ရောက်လက်ပါဝင်တာတယ်ပြီးတော့စေရော့နဲ့တရားကျော်ဖြစ်ထိခတရားမှုတွေရှိတော့ကြဆုံသွားတယ်လို့အရာရှိတွေကပါလာသွားတယ်လို့အဲ့ဒါကတော့ဟုတ်ပါတလားဘို့ကျဆိုမယ်လို့ပြီးတော့လည်းအဲ့ဒီမင်းမြချက်ပေါ်မှာတမတော်တတိမပြကြရေးဘို့ကျဆိုမယ်လို့ကတော့ပြည်သူလူထုတို့တိုင်းသားပေါ်တွေကပြည်တွင်းပြည်ပကိုသိအောင်ဘို့ကျဆိုမယ်လို့ကျေးဇူးပြီးတော့ဖြည့်ပေးပါဗျာ公家的一路把路，没有几年来都，比如比如路都去新闻所以咯，但因他比如路都去就，叫我当到个，路没有，其他都看不起个不光，大家看你个都讲是怕点的大个，毕业看来的，点的个到，比如饭的个到，他，然后皮个到，苦到老个到，去的都得到，去嘛，的 video 饭的怎么样的 video edit 的个，大家都没好个，叫我当到你那个到，但因他个比如路都。天天说要买路，大家到习惯了。哎，大家说，阿些有怕米看的当不到他这个，阿些有怕米看的当不到他这个咯。大家给你有对我对面在路上来打的，大家讲到会蛮好的，当不到蛮好的。都是 uniform 比我比到，答应他这个，这出答应他的票，要他这个，路面都是弄对的个嘞。那个这个，安尼路上阿天嘛，讲到当不到，工地个家伙都是弄的个嘞。ဒီရှစ်တိရှောင်းလည်းအဲ့ဒီယူရီးယားဖြတ်ကူနေတဲ့ဖောင်းသားရှိတဲ့တရားဒါသူတို့တင်တက်ဖန်တီးနေတာပဲကျွန်တော်တော့မတော်ဘက်ကဘာမဟုတ်ဘူးအားမရှိဘူးအဲ့ဒီဘုံကျက်လီတွေကဖြစ်တော့ဖြစ်မှာပေါ့ဒါကတော့ BG ရဲ့အဖွဲ့တွေလေမောင်ချစ်သူတို့ဖွဲ့တာပေါ့မောင်ချစ်သူတို့အဖွဲ့နဲ့ကင်းနေကြီးပူပေါင်းပြီးတော့လုပ်ကြနေတာပဲလေငါတို့တော့မတော်ဘက်ကအဲ့လိုလိုမျိုးမရှိဘူးလေနော်အဲ့ဒါကတော့ကျွန်တော်တို့တောင်းတတိမှပြောကြရတော့ဒါမရရတဲ့ထုတ်ပြတယ်မယုံရင်တော့မြန်မာ TV MTV မှာကြည့်တာပေါ့နော်အဲ့ဒါကတော့တတိယနေရာမှာဒီကမထက်ပါနဲ့ပေါ့ကျွန်တော်တို့ဆိုကြကတော့ကျွန်တော်တို့တော့ကတော့ဘာမှခုမှအဲ့လိုမျိုးပြည်သူလူထုအပေါ်မှာရွာသားပေါ်မှာတိုင်းသားရက်သားပေါ်မှာကျူးကျော်လို့အဲ့လိုမျိုးမရှိတော့ဘူးပေါ့ဖြစ်ပြက်တဲ့ပြည်ပခါရန်ကုန်မြို့မှာလည်းအဲ့ဒီစာနာပြပွဲတွေကဒါကင်းနေပြီပဲသူတို့ပဲတခြားတိုင်းသားတို့ကင်းနေတို့ပဲချက်စီဖတ်နေတာပဲလေကျွန်တော်တို့သိတဲ့တကကျွန်တော်ဇမန်လို့တဲ့ဖွဲ့ကတော့ဒီပူဂျိုကြီးမင်းအောင်လိုက်တော့အဲ့ဒါကျွန်တော်တို့ရမလာစစ်ကောင်စီတွေကတော့တိုင်းသားညီညွတ်ဖို့အတွက်တခုတည်းသတ်မှတ်တော့အတွက်ကျွန်တော်တို့မျှော်လင့်ပါတယ်။ညီချိုင်းကာလာနဲ့ NSC ကာလာကိုကျွန်တော်တို့ဒါတွေ့ဆုံဆွေးနွေးရများဆိုတော့ဖြစ်နေတယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။အဲ့ဒါပါပဲ။တော့ချင်တာကတော့ဒါပါပဲ။နော်။